မဲပေးရမယ်ဆိုတာလည်းသိတယ်လေကိုကဒီမဲမပေးလို့မှမဖြစ်တာဆိုတော့ပေးရမှာလေပေးပြီးမှလည်းကိုကလည်းစိတ်ချမ်းသာတာပေးရမယ်ဆိုတာဆိုတော့ပေးမှလည်းအေးချမ်းပါလေမဲပေးပြီးမှအေးချမ်းပါဆိုတော့ပေးရမယ်ဆိုစိတ်ကြီးကလည်းရှိနေတာ ဒီရွေးကောက်ပွဲဘယ်လိုမြင်လဲဗျ မဲပေးပြီးရင်တော့ကိုကဘာပဲဖြစ်နေဒီမဲပေးမှအေးချမ်းပါလေကျမတို့ကလည်းစစ်ဖေးရှောင်နေဆိုတော့ဒီလိုမဲပေးပြီးရင်ကိုရွာကိုဒေတာပြန်ရတော့မှဆိုတော့မဲပေးခြင်းနေတာပဲမဲပေးမှအေးချမ်းတော့မှာဆိုတာကိုမဲမြန်ပေးပြီးရင်အေးချမ်းမယ်အေးချမ်းရင်ကိုရွာကိုဒေတာပြန်မယ်ဆိုစိတ်နဲ့ပေးခြင်းနေတာအဲဒါကြောင့်မို့